အားလုံးမင်္ဂလာပါဗျတိုက်ကျဝါဒနာပါတဲ့ညီကိုများကျွန်တော်ကြက်တကောင်လမ်းမှန်သေးတယ်ဗျာ6သိန်းတန်ကြက်တကောင်သေးတယ်ဗျ6သိန်းနဲ့ရောင်းလိုက်တဲ့ကြက်သေးတယ်ဗျလမ်းမှာအားလုံးမင်္ဂလာပါကျွန်တော်ဒီမှာတပိတ်တာ90ကြက်တကောင်ရှိတယ်ဗျလက်ရင်7သိန်းတဝိုင်းနဲ့9သိန်း5000တဝိုင်းနဲ့2သိန်း2000တဝိုင်းတိုက်ထားတာ3ဝိုင်းလုံးနိုင်ထားတယ်ဗျကြက်ကတော့ကြက်နီချိတ်ပေါ့ဗျာတပိတ်တာ80 90ပေါ့ဝိုင်း2ပိတ်တာလောက်ထိလာလောက်တယ်ကြာရင်ကြက်ကတော့6ပုံ6ပုံ6ပုံဆိုရင်6ပုံချီပါကိုပါရမယ်6ပုံချီမှာပါပြန်ဖို့6သိန်းရောက်လိုက်တဲ့ချက်6သိန်းချီပါကိုပါမယ်6သိန်းချီမှာပါပြန်ဖို့ဒါပေမဲ့အတောင်မကျိုးစီနဲ့အာကြမဖြစ်ခဲ့ရင်လည်းဘာမှမဖြစ်ခဲ့ရင်လည်းအဲ့ဒါတခုကတော့ကြက်တိုက်တာကိုလက်ခံတယ်ကျိုးတာတို့ဘာလို့မရဘူးပေါ့ဗျာကြက်ကတော့6ပုံတပိတ်တာအောက်ခံပေါ့ဗျာတပိတ်တာ80အောက်တော့မရဘူး90နဲ့တပိတ်တာ80နဲ့90နဲ့2ပိတ်တာနဲ့ဂျားထဲမှာရှိမှာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါဗျာကျွန်တော်ရွှေဘုကိုသွန်နှောင်းဝင်းပါ